ကောင်မလေးတယောက်တွေ့ထားရဲ့ဗျတက်ကလူရောက်စားရတွေ့တယ်သူကလှပါတယ်သူကလှရတယ်ပို့ပြီးတော့ရင်ပါတယ်ရင်နာတဲ့ပို့ပြီးတော့ရှက်တတ်တယ်အရန်ရှက်တတ်တာကျွန်တော်ကလည်းကိုယ်တိုင်ကတော့ပြန်ကွဲပါဒါကြောင့်မလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမို့သဘောကျတယ်ဟိုမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူးမင်းလှပါရဲ့ပြန်ကိုကွဲလို့ကြောက်တယ်သူမချေရဲ့အဲ့မိန်းကလေးကရှက်တတ်လိုက်တာဘလောက်မြန်ရှက်တတ်တဲ့တုံးလမ်းလျှောက်ရင်စားစိုးနဲ့ညီးတယ်လှုပ်လီသီးကကြီးနဲ့ရွှေဘိုးဒီအသာတွန့်တယ်လို့လွန့်ငါသွားဟောမှတ်ရလို့ပြောလိုက်ဦးမုံရွာသူသူသိရှက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလောက်ရှက်တတ်တော့တက်ကစိုးသက်တန်း၄နှစ်မှာနှက်ခါမှောက်လဲတယ်လဲမှာပေါ့သူ class ကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစောက်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါမရှိဘူးဗျမင်းကလေးတွေစောက်ကလေးလိုပိုက်ပြီးတော့သွားအဲ့ဒါစတိုင်ပြသိလာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ကြအဲ့ဒါကိုစောင့်ကြည့်တော့လာပြီးအများကြီးခြိလန်းမုံကိုကြည့်တော့ကြည်မှန်းသိတော့သူခင်ဗျာရှက်တာပေါ့ရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတယ်ကြားတိုင်းကျွန်တော်ကစိတ်မကောင်းတနားကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ကု45ရက်ပြည့်ဗောလီဘောပြန်ရိုက်ထက်ကွဲသွားဆေးရုံပြန်ရောက်ဆံဝကုတတိယချိန်ပြန်ကွဲတော့ဆံဝပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်းဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစဉ်ဗောလီဘောလက်ရွေးစဉ်အော်တိုပြုတ်သွားဟိုးဆိုးရအကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီကျွန်တော်မင်းကလေးနဲ့တွဲတဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းမလေးရှက်လို့တော့သေသွားအောင်ပြောခိုင်းလို့မရဘူးဒါနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မိနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3မှတ်လို့လွဲတာနော်1 2 3